အားလုံးပဲမင်္ဂလာပါစုဖြူဖူတိုကနေကြိုဆိုပါရစေဒီ vlog လေးကကလောတောင်ကြီးသွားတော့လမ်းတစ်လျှောက်မှာပဲဆိုင်တွေမှာစားခဲ့လေဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲကြည့်ရှုပေးကြပါဦးကဲပထမဆုံးဒီဆိုင်လေးကတော့ကားကြီးသမားတွေစားတဲ့ထမင်းဆိုင်လေးပါဒီဆိုင်ကအပျော်ဝယ်မျိုးကြော်ပြီးရင်ဖျားငါးစုနဲ့ရင်းမပင်ချားရဲ့မှာရှီယာပါစုရှူကဒီလမ်းသွားရဲ့အမြဲတမ်းဝယ်စားဖြစ်တဲ့ဆိုင်လေးပါသူ့ဆိုင်မှာကမီနီယူကအများကြီးမရဘူးဟင်းနှမျိုးကိုပဲအဓိကထားရောင်းတာပေါ့နော်ဒီမှာကကြက်ကုန်းမောင်ဝက်ကုန်းမောင်ကြက်ချင်ဆက်ဝက်ချင်ဆက်ကိုပဲအဓိကထားရောင်းတာဒီမှာထမင်းလာစားရင်ခရမ်းချင်သီးတုံနဲ့အရေးတောက်လေးလည်းအလကားကျွေးပြီးအလကားတိုက်တယ်ပြီးတော့ဒီဆိုင်မှာဆန်ကိုလည်းကောင်းကောင်းသုံးပေးထားတယ်သူဆိုင်ရဆန်အရန်စားကောင်းလို့စုဖြူဆိုပဲနဲ့ပွဲလည်းမသိဘူးစားမိတာပဲပြီးတော့ဒီဆိုင်မှာမှုကစွန်းလည်းအရန်စားကောင်းတယ်ကဲဒီဘက်ရောက်ရင်ဒီဆိုင်လေးကိုတော့မဖြစ်မနေဝင်စားခဲ့ကြည့်ကြပါစုဖြူဆိုရင်တစ်ခေါက်စားပြီးရတယ်ဒီဘက်ရောက်တိုင်းအမြဲတမ်းမဖြစ်မနေဝင်စားဖြစ်တဲ့ဆိုင်လေးတစ်ဆိုင်ဖြစ်ပါတယ်ကဲစားပြီးတောက်ပြီးတော့ကလောကိုဆက်တက်ကြမယ်ကဲကလောရောက်ပြီးတော့နောက်နေ့မနက်ကလောမှာပဲမနက်စာစားပါမယ်ဒီဆိုင်လေးကမြင်းကရွာထဲမှာရှိတာပါဆိုင်နာမည်လေးကတော့မြင်းက country tea garden ပဲဖြစ်ပါတယ်စုဖြူက view လေးကြည့်ပြီးတော့မနက်စာလေးစားချင်တာနဲ့ဒီဆိုင်လေးကိုယူလိုက်တာပါတူဘူးချော်ကိုဒီလိုမျိုးတူဘူးနှင်းနဲ့စားရတာရှမ်းပြည်ရောက်မှာစားရပါတော့ရန်ကုန်မှာဆိုရင်ဒီလိုမျိုးနည်းနည်းရှားတယ်ဒီဆိုင်ကတူဘူးချော်လေးလည်းမစိုးစားလို့ကောင်းတယ်ဒီကတော့ရှမ်းခောက်ဆွဲရောတူဘူးချော်တပွဲ9000ပါကဲမနက်စာစားပြီဆိုတော့တောင်ကြီးကိုရောက်ရင်တောင်ကြီးမှာထပ်စားပါအောင်မယ်ကဲဒီဆိုင်လေးကတော့တောင်ကြီးကိုရောက်ရင်စားဖို့စားတဲ့နဲ့တောင်ချီဖတ်ထုတ်ဆိုင်လေးပဲဖြစ်ပါတယ်ဒီဆိုင်လေးကဖွင့်ထားတာ250ကျော်လောက်ရှိပြီပေါ့နော်ဆိုင်နာမည်ကတော့မရှိဘူးဒါပေမဲ့တောင်ကြီးမှာတော့တောင်ချီဖတ်ထုတ်ဆိုပြီးတော့ဒီဆိုင်လေးကိုခေါ်ကြတယ်စုဖြူကတော့ပွဲလက်လေးမှာစားခဲ့တယ်10ခုပါပါတယ်ဒီဆိုင်မှာကဖတ်ထုတ်ရယ်မရှိရယ်ဆိုပြီးတော့2မျိုးပဲရတယ်ဖတ်ထုတ်ကလည်းပွဲသေးပွဲလက်ပွဲကြီးဆိုပြီးတော့3မျိုးတောင်ရှိရယ်သူ့ရဲ့ဖတ်ထုတ်ကဖတ်သားကြီးပြီးတော့အသားနဲ့ရယ်ကြက်သွန်မိတ်များတယ်ဒါပေမဲ့စားကောင်းပါတယ်ကဲပြီးတော့သူ့ရဲ့မီးရှည်ကကြတော့တခြားမီးရှည်နဲ့မတူဘဲနဲ့ sauce အနေနဲ့တုပ်ပေးထားတာပါပြီးတော့ဝက်ကြိတ်သားရဲ့မြေပဲ sauce လေးရဲ့တုံးပြီးတုပ်ပေးထားပါတယ်ဒီဆိုင်လေးကတော့တောင်ကြီးမှာစုဖြူအကြိုက်ဆုံးတဲ့တစ်ဆိုင်ဖြစ်ပါတယ်ကဲနောက်တစ်ဆိုင်ကတော့တောင်ကြီးရောက်ရဲ့မစားမဖြစ်ဒေါ်နန်းပန်းခောက်ဆွဲဆိုင်လေးပဲဖြစ်ပါတယ်မနက်စာကောင်းကောင်းစားခြင်းနဲ့ဆိုရင်တောင်ကြီးမှာဒီဆိုင်လေးကလည်းမစားမဖြစ်ပါပဲစုဖြူမှာခဲ့တာတွေကတော့ရှမ်းခောက်ဆွဲအရေးအတုပ်တူဘူးနှွေပြီးတော့ဒီဆိုင်မှာကြက်အမြင့်တုပ်ဥတုပ်ကလည်းအရန်စားလို့ကောင်းတယ်ဒီဆိုင်ကခောက်ဆွဲဆိုင်ဆိုပေမဲ့ကြက်သားနဲ့ပတ်သက်တဲ့တခြားမီနူးတွေလည်းရသေးတယ်စုဖြူမှာခဲ့တဲ့ကြက်ဥနဲ့ကြက်အသေးမြင့်ဆိုလဲသူတို့ကပေါင်းထားပြီးမှပြန်တုပ်ပေးတာဆိုတော့တကယ်စားလိုက်လို့ရှိရင်အသားလေးတွေကဣဆက်ပြီးတော့တကယ်စားလို့အရန်ကောင်းပါတယ်ပြီးတော့သူစီမှာနောက်တစ်ခုကောင်းတာရှိသေးတယ်အဲ့ဒါကြက်ချက်တော့ပေါင်းဒါပေမဲ့စုဖြူမမှာခဲ့ရဘူးပေါ့နော်ဒီတစ်ခေါက်မစားခဲ့လိုက်ရဘူးကြက်ချက်တော့ပေါင်းလည်းစားကြည့်ပါတကယ်စားလို့အရန်ကောင်းပါတယ်ဒီဆိုင်ကစားမယ်ဆိုရင်တော့မနက်ခင်းနေစောစောတော့ထလာခဲ့တဲ့ဘာလို့လဲဆိုမနက်9နာရီလောက်ဆိုရင်စားချင်တဲ့မီနူးကတိတ်မစုံတော့ဘူးဆိုတော့ဒီဆိုင်အောင်စားချင်တယ်ဆိုရင်တော့စောစောထပါပြီးတော့ဒီဒေါ်နန်းပန်မှာတူဘူးကျော်လည်းအရန်ကောင်းတယ်တူဘူးကျော်ကကြတော့အပြင်က crispy ကျွတ်လေးမှာအထက်ကဣဆက်ပြီးတော့စားလို့အရန်ကောင်းပါတယ်ရှမ်းခောက်ဆွဲရတော့တပွဲ4000ကြက်သေးမြစ်တို့ဘာတို့ကတပွဲ6000တူဘူးကျော်ကကြတော့တပွဲ2000လောက်ပဲရှိပါတယ်ဒီဆိုင်လေးကညောင်ရွှေဟော်ကုန်းရက်ကွက်ချင်းတိလမ်းမှာမရှိတာပါကဲပြီးတော့ high grade 1လက်ဖေးဆိုင်ကနေပြီးတော့အကြကွေးအစာတော်တော်စားမယ်ဒီ high grade 1ကနှစ်ဆိုင်ရှိတာပေါ့နော်ဒါစုဖြူစားခဲ့ဆိုင်ကအထက်ကလေးရှိမှာပါဒီအကြကွေးအစာတော်ကနေ့လယ်12ကျော်မှစကြော်တာပေါ့နော်စုဖြူလည်းဒီအကြကွေးစာတော့ကိုအရန်စားခြင်းလုံးလို့တကူးတကားကိုတောင်ကြီးရောက်တော့မဖြစ်မနေအမှတော်စားခဲ့တာပါသူကကြက်သားနဲ့ငဖဲကိုအစာသွတ်ထားတာပါပြီးတော့မှအပြင်ကနေပြီးတော့ကြက်ဥလီနဲ့ကတ်ကြော်ထားတာပါသူကပါဆယ်ထက်စိုင်မှာစားတာပို့ပြီးတော့အရသာရှိပါတယ်ဒီအကြကွေးအစာတော့ကတစ်ခုကို600ပါကဲဒါကတော့တောင်ကြီးကနေကလောကနေရန်ကုန်အစင်းလမ်းမှာပါအဲ့ကလောအစင်းလမ်းမှာရေယားဆိုရရွာလေးရှိပါတယ်အဲ့ရေယားဆိုရရွာလေးမှာနေ့လည်စာဝင်စားပါမယ်ရေယားမှာကြက်တောက်ဆန်းဆိုင်နေအများကြီးရှိရတဲ့မှာစုဖြူစားခဲ့ဆိုင်ရတော့ဒုညီနောင်ပါကဲဒါကတော့စုဖြူအကြိုက်ဆုံးရေမုံရင်းတုပ်လေးပါသူ့မှာကကြက်တောက်ဆန်းရယ်ငရမ်းချောက်ဖုတ်ရယ်စိတ်သားချောက်ဖုတ်ရယ်ရေမုံရင်းတုပ်ရယ်ပြီးတော့အရန်ဟင်းလေးပါတယ်ပေါ့နော်အဲ့ဒါကိုမှတယောက်ကို1000ပါ
ကလောတောင်ကြီးသွားရင်ဒီရေးရရွာလေးမှာပေါ့နော်ကြက်တောက်ဆန်းနဲ့ဒီရေမုံညင်းတုပ်လေးကတော့မစားမဖြစ်ဝင်ကိုစားခဲ့ကြည့်ကြပါစုဖြူဆိုရင်အမြဲတမ်းစားဖြစ်တယ်တငယ်ချင်းတယောက်ဆက်လာချင်းတငယ်ချင်းတယောက်ခေါ်သွားတာပေါ့နော်နောက်ပိုင်းစုဖြူအမြဲသွားတဲ့ချိန်တိုင်းရေးရမှာအမြဲထမင်းဝင်စားတယ်သူစီကစိတ်သား6ဖုတ်နဲ့ငရမ်း6ဖုတ်ကလည်းအရန်စားလို့ကောင်းတယ်စုဖြူလည်းအမအရန်စားကောင်းတယ်ထမင်းတွေဘယ်နှပွဲလဲမသိဘူးစားခဲ့တာရေးရမှာကဒီလိုမျိုးကြက်တောက်ဆန်းနဲ့ရေမုံညင်းရတဲ့ဆိုင်တွေကအများကြီးပဲရှိတယ်ကြိုက်တဲ့ဆိုင်ဝင်စားကြည့်ပါကဲစားလိုက်ပါဦးမယ်တ िश ူပေးရဲ့တယောက်စီတိုင်းကျေးဇူးအများကြီးတင်ပါတယ်တတာ